ဟုတ်လားဗျာကျွန်တော်တို့ပေါ့နော်ဒီအဖွင့်ရဲ့6ရက်9လ2026ရဲ့အဖွင့်နေပါတယ်ကျွန်တော်တန်းပေါက်အောင်လို့ပေါ့နော်ဒီဘူယံမီကတ်ရမ်းမှန်တဲ့ကတ်လေးနှစ်ကတ်ရဲ့ကျွန်တော်ဒီကတ်ထဲမှာအားတာတဲ့ဝမ်းချင်းလေးတွေကိုကျွန်တော်20တွက်ဆိုင်လေးနဲ့ပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မျှော်လင့်ပါတယ်ဗီဒီယိုအရင်အချိန်ကြီးမဟုတ်ဘူးပေါ့နော်ကျွန်တော်ရဲ့ channel လေးကိုအခုမှစတင်ကြည့်ရှုတဲ့လူများ like and subscribe လေးတယောက်တစ်ချက်နှိပ်ခဲ့ကြဖို့တောင်းဆိုပါတယ် okay ဒီအရင်ဘက်တည်းကြည့်တဲ့လူဆိုရင်သိမှာပေါ့နော်ဒီကတ်တွေအရင်မှန်ပါတယ်ဒါဆိုတော့စလိုက်ရအောင်ပေါ့နော်ဒီကက်လေးကတော့ကျွန်တော်တို့6ရက်နေ့အတွက်ကိုဝမ်းချင်းက69လို့ပြတယ်လုံးပိုင်းကတော့9ပေါ့နော်လုံးပိုင်းက9ပြထားတယ်ပြီးကြလို့ရှိရင်ကျွန်တော်တို့ကဒီကောင်လေးကတော့အမဲကက်လေးကလည်းမှန်တယ်ပေါ့နော်မှန်တော့ကြတော့သူကဝမ်းချင်းကိုနှစ်ခွန်လို့ပေးထားတယ်ဒီရွေးကွက်လေးတွေကတော်တော်များများပေါက်တယ်ပေါ့နော်အဲ့တော့ဒီယူကွလေးတွေမှာမိတ်ဆွေတို့ရဲ့ဝမ်းချင်းတွေနဲ့ကြိုက်ပြီးတော့ကဏ္ဍလေးတွေအဖွင့်နေဖြစ်တဲ့အတွက်ချိန်ဆပြီးတော့အနေငယ်ထုတ်ကစားကြည့်ပေါ့နော်အကြိုက်ဆုံးတော့အော်လို့ရပါတယ်ဒါဆိုရင်တော့ဒါကတော့ကက်လေးနှစ်ကက်ဖြစ်တယ်တစ်လုံးက69ဝမ်းချင်း9ပိုင်းနဲ့ပေးထားတယ်ဒီကောင်လေးကယူကွတွေကဒါလေးတွေပေးထားတယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်ဒီနှစ်ကက်ထဲမှာတွက်ဆိုင်လေးကိုတွားကြည့်လိုက်ရအောင်ဒီကောင်လေးကတော့အပေါ်ပေးနေတဲ့တစ်ချောက်ပေးတယ်ပေါ့နော်ဒါကျွန်တော်ကတော့အခြေသွားမှာဆိုလို့ဒီတိုင်းလေးပဲပြပေးလိုက်ပါတယ်ဒါနေကုံလေးပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့က8ရဲ့ power ဒီ383ဆိုတာဒီနှစ်ကြိမ်ကြီးပေးတယ်ဒီသုံးလုံးပေါင်းချင်းဒီခွန်ပေါ့နော်ခွန်ရဲ့ power နဲ့ခွန်နဲ့ဆိုတာဒီနှစ်9လို့တစ်ကြိမ်ကြီးထားတယ်ဒီသုံးလုံးပေါင်းချင်းဒီ9နဲ့9ပေါင်းချင်းဒီ8ရဲ့ power ဒီ38ဆိုတာဒီနှစ်ကြိမ်ကြီးပေးထားတယ်ဒါကြောင့်မလို့မနေ့ပြန်အဖွင့်နေပွဲစဉ်မှာပေါ့နော်ဒီသုံးလုံးပေါင်းချင်းဒီကျွန်တော်တို့ကရှင်းနဲ့ရှင်းပေါင်း6နဲ့6ပေါင်းတော့နှစ်ရဲ့ပါဝါဒီခုံနှစ်ခုံဆိုဝမ်းချင်းရဒီအဆိုင်မပြတ်သေးဘူးဆိုရင်တော့နှစ်ခုံလို့ဝမ်းချင်းပြီးသွားမယ်ဒါဆိုရင်ဒီကတော့နှစ်ခုံဝမ်းချင်းပေါ့နော်ကျွန်တော်ကဏ္ဍလေးကတော့ဒီထဲကပဲရွှေ့မှာပေါ့နော်နှစ်ခုံဒီကက်ကလည်းနှစ်ခုံပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ဒီထဲကတော့အားသာချက်ရှိမယ်လို့ထင်တယ်ဒီထဲမှာကျွန်တော်အကြိုက်ဆုံးဒီအကြိုက်ဆုံးလေးကိုထုတ်ပေးမယ်ပေါ့နော်ဒီထဲမှာကျွန်တော်အကြိုက်ဆုံးကခွန်9တစ်ခွက်ရှိတယ်ပြီးရင်နှစ်9နှစ်လျှောက်ပေါ့နော်ဒီ3ခုကိုကြိုက်ပါတယ်ဒါကက်နှစ်ကက်နဲ့လည်းပေါင်းပြီးတော့ကျွန်တော်ထုတ်ပေးခြင်းဖြစ်ပါတယ်နှစ်9ခွန်9နှစ်လျှောက်ပေါ့နော်โอเคဒီကက်လေးကတော့9ပိုင်းလေးရလဲကျွန်တော်လာမယ်လို့တော့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့နှစ်9နှစ်လျှောက်ခွန်9ဆိုပြီးကျွန်တော်ရွေးပေးလိုက်ပါတယ်ကြည့်နေတဲ့တယောက်ချင်းစီတိုင်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမနှိပ်ရသေးဘူးဆိုရင်နေ့တိုင်းကြည့်ရှုလို့ရအောင် like and subscribe လေးနဲ့ notification ခေါင်းလောင်းလေးကိုနှိပ်သွားပြီးကြအောင်တောင်းဆိုပါတယ်ခုကြည့်နေကျွန်တော်မိတ်ဆွေတယောက်ချင်းစီတိုင်းကိုယ်ချမ်းသာရဲ့စိတ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့တူတူတီအများကြီးပေါ်ကြပါစေဗျ okay see you bye bye next video